ကျမကမျိုးရိုးတန့်ရွှေရောင်မြေခွေးတစ်ကောင်ပါအတိတ်ဘဝမှာဖီးနစ်မင်းသားဖုံးရွှဲနဲ့လက်ထပ်ပြီးကိုဝင်ကိုအနှစ်တရကြာရွယ်ထားခဲ့ရပေမဲ့မွေးလာတာကအားနေတဲ့မြေခွေးတစ်ကောင်ဖြစ်နေခဲ့တယ်တကယ်တော့ဖုံးရွှဲဟာဖီးနစ်အမြုတွေကိုမျိုးချထားတဲ့ဦးတောင်းတစ်ကောင်သာဖြစ်ပြီးသူ့မျိုးရိုးကမတန့်စင်ခဲ့တာပါဒါပေမဲ့သူကကျမကိုဖောက်ပြန်တယ်လို့ဆွဆွဲပြီးတပ်ပစ်ခဲ့ပါတယ်အခုပြန်လည်မွေးဖွားလာတဲ့အခါမှာတော့ဖုံးရွှဲကကျမကိုကြော်ဖြတ်ပြီးနှိမ့်ကြတဲ့ပြာတွင်မြေခွေးဖြစ်တဲ့ကျမညီမလန်အားကိုရွေးချယ်သွားပါတယ်လန်အားကအတိတ်ဘဝမှာရွှေရောင်ဖီးနစ်မွေးပေးခဲ့တယ်လို့သူကအထင်မှားနေတာပါလန်အားကလည်းကျမကိုလှောင်ပြောင်ပြီးသူမကိုယ်သူမရွှေရောင်ဝတ်စုံတွေနဲ့ဖီးနစ်မင်းသမီးလိုဟန်ဆောင်နေခဲ့ပါတယ်ဒါပေမဲ့ကျမကတော့ဖုံးရွှဲရဲ့မျိုးရိုးဟာဦးတောင်းသွင်းနှောနေတာကိုသိလို့သူတို့နှစ်ယောက်ဘယ်တော့မှရွှေရောင်ဖီးနစ်မွေးနိုင်မှာမဟုတ်ကြောင်းကြိမ်စာတိုက်ခဲ့ပါတယ်အဲဒီနောက်ကျမဟာဖီးနစ်မျိုးနယ်ဝင်တွေကြောက်ရွံ့ကြတဲ့ဝိညာဉ်ချောင်းနဲ့ထဲကိုဆင်းသွားခဲ့ပါတယ်အဲ့ဒီနေရာမှာနှစ်ပေါင်းတောင်းချီကျင့်ကြံနေပြီးမိလိုက်ဆက်ဝန်းကြောင့်ပောက်ကွဲတော့မဲ့ရှေးဟောင်းရွှေရောင်ဖီးနစ်ကြီးရှိနေတာပါကျမကအဲ့ဒီဖီးနစ်ကြီးကိုကူညီရင်းနဲ့ပဲသူ့ရဲ့မြင့်မြတ်တဲ့မျိုးဆက်ကိုတနေတီးခဲ့ပါတယ်တစ်ဖက်မှာတော့လန်အားမွေးလာတဲ့ကလေးဟာအရေးချင်းမရှိတဲ့ဦးတောင်းစုပ်လေးဖြစ်နေတဲ့ကြောင့်ဖုံးရွှမ်းဟာအေဂရစ်ဖြစ်မဲ့အခွင့်အရေးဆုံးရှုံးသွားပါတယ်ကျမကတော့ရှေးဟောင်းဖီးနစ်မင်းကြီးရဲ့ဘေးမှာရွှေရောင်ဖီးနစ်လေးကိုလွှဲထားရင်းနောက်တိုက်ရနေတဲ့ဖုံးရွှမ်းရှေ့မှာဘရင်မတပားလိုပြန်လဲထွက်ပေါ်လာပါတော့တယ်